လူသားတွေဟာမိမိတို့အသိဉာဏ်ရှိသလောက်အမျိုးမျိုးသောအားကိုးရာတွေကိုရှာဖွေပြီးတော့ထားကြတယ်သို့သောတရားဓမ္မတည်းဟူသောအားကိုးရာကလွဲလို့ကျန်တဲ့အားကိုးရာလို့မှတ်ထင်ထားတဲ့အရာတွေဟာတကယ်အရေးတကယ်ဘေးနဲ့တွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်အားကိုးရာမဖြစ်ကြဘူးဆိုတာကိုတကယ်အရေးတကယ်ဘေးနဲ့တွေ့ကြမှာပဲတည်တည်ချာချာသိကြရတယ်ပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တကယ်အရေးတကယ်ဘေးမတွေ့ကြသေးခင်မကြုံကြသေးခင်မှာတကယ်အရေးတကယ်ဘေးနဲ့တွေ့လာပြီဆိုရင်အာကိုရာဆိုတာတရားဓမ္မပဲရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကြိုကြိုတင်တင်အမြင်ရှင်းထားစီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားဓမ္မထဲမှာလည်းပဲသတိပဋ္ဌာန်တရားသည်အလုံးမုံမြတ်တဲ့အလုံးကိုပဲဘဝမှာရှားဖွေထားတဲ့နဲ့အာကိုရာအစစ်အမှန်ဖြစ်တယ်ဆိုတာကိုဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့တဏှာကြီးပူပေါ်လောက်အချိန်ယူပြီးတော့ပြောသွားပါမယ်နော်အာကိုရာအမှန်တတိပဋ္ဌာန်တဲ့ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူတော်ကြအောင်စုအလုံးလက်ဥချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟဓမ္မသာနရမရလောကကရုံဝန္တိဒုက္ခတံဂတိဝိမု ddha ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနာမြမတတဝနန္တတို့ဤကြောက်တိတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddha ဒေဝမနုဿာနိတယနှင့်ပေတတရိစ္ဆာလာယရှိငါတသောဂတိတို့မှလေသူသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ခတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပါရမကဲ့သို့ဖြတ်သားထင်တင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောခြေ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအာကိုရာအမှန်တတိပဋ္ဌာန်တဲ့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြရမယ့်တရားဒေသနာဘဝမှာစစ်မှန်တဲ့အာကိုရာကိုမိမိကိုယ်တိုင်အစွမ်းအစထုတ်ပြီးတော့ရှာဖွေထားဖို့လိုတယ်မျိုးမျိုးသောအရာတွေကိုအာကိုရာဆိုပြီးတော့တရားဓမ္မတို့ဦးဇင်းတို့တွေကိုယ့်ရဲ့ဉာဏ်နဲ့လက်လှမ်းမိသလောက်ရှာထားကြတယ်ပေါ့ဟုတ်လားဒါပေမဲ့တကယ်အရေးတကယ်ဘေးနဲ့တွေ့လာပြီဆိုလို့ရှိရင်ကိုသိထားတဲ့အသိဉာဏ်ကလွယ်လို့အာကိုရာဆိုတာဘဝမှာမရှိဘူးဆိုတာကိုကြိုကြိုတင်တင်နားလည်ထားကြဖို့ပေါ့နော်အဲ့ဒီစစ်မှန်တဲ့အသိဉာဏ်ပညာဆိုတာကလည်းပဲတတိပဋ္ဌာန်တရားကိုအားထုတ်မှသာလျှင်ရနိုင်တယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်တရားကြောင့်ရရှိမဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားဟောတော်မူတဲ့အတိုင်းမှတ်သားကြခြင်းဖြင့်တတိပဋ္ဌာန်တရားသည်
ဘလောက်အားကိုးရဖြစ်တယ်လေဆိုတာကိုဒီကနေ့ညမှတ်သားကြည့်ကြမယ်ပေါ့နော်